TikTok နဲ့ YouTube တို့ပေါ်မှာပေါ့နော်ကြည့်ရှုသူတန်တဲ့ရှိရရှိနေတဲ့ဒီလိုဗီဒီယိုမျိုးတွေကိုမြင်ဖူးကြမှာပါဒီလိုဗီဒီယိုလုပ်ဖို့အတွက်ဆိုရင်ကွန်ပျူတာလုံးဝမလိုပါဘူးဖုန်းတစ်လုံးထဲနဲ့9မိနစ်တွင်ဒီလိုဗီဒီယိုကိုဘယ်လိုဖန်တီးရမလဲဆိုတာအခုပဲကြည့်လိုက်ကြရအောင်ဒီဗီဒီယိုကိုဖန်တီးဖို့အတွက်ဆိုရင်ကျွန်တော်တို့အဓိက prompt နှစ်ခုလိုအပ်တယ်ပေါ့နော်ဆိုတော့ဒီ prompt နှစ်ခုပါအပေါ်တစ်ခုကတော့ကျွန်တော်ဓာတ်ပုံအတွက်ပါအောက်တစ်ခုကတော့ဗီဒီယိုဖန်တီးဖို့အတွက်ပါဆိုတော့ကျွန်တော်တို့ဘာနဲ့ဖန်တီးမလဲဆိုလို့ရှိရင်ကျွန်တော် Gemini သုံးပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Google Flow သုံးနေမှာပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော် Gemini ထဲကိုဝင်လိုက်မယ်ပြီးတော့မှကျွန်တော် prompt အပေါ်တစ်ခုကို copy ထားပါပေါ့နော်တတိထားရမှာတစ်ခုကကိုဘာအကြောင်းလုပ်ရှင်လဲဘယ်လိုဇက်ကောင်မျိုးတွေလုပ်ရှင်လဲဆိုတာကိုကိုရွေးချယ်ပြီးတော့မှဓာတ်ပုံလေးတွေစိတ်ထားပါပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာဘိုဘိုကာတွန်းဇက်ကောင်၄ကောင်ကိုကျွန်တော်လုပ်ပြတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် Gemini ထဲကိုကြည့်လိုက်ကြရအောင် Gemini ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံသွားရွေးပေါ့နော် create image ဆိုတာရွေးပြီးတော့မှကျွန်တော်ဓာတ်ပုံသွားရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်လုပ်မဲ့ဇက်ကောင်ရဲ့ပုံပြီးတန့်ကိုကျွန်တော်ရွေးပေါ့နော်ကျွန်တော်ဒီဘိုဘိုပုံကိုရွေးလိုက်မယ် Okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ prompt ထည့်မှာပေါ့နော်ကျွန်တော်ပေးထားတဲ့ prompt တွေကအပေါ်တစ်ခုထည့်မယ်ပြီးရင်ကျွန်တော်နှိမ့်လိုက်မှာပေါ့နော်ခဏလောက်စောက်ပေးလိုက်မယ်ဆိုတော့ဒီလိုမျိုးပုံတိုင်းကိုလှုပ်ဖို့လိုတယ်နော်ကိုဘယ်နှပုံလှုပ်ရှင်လဲပေါ့နော်ကျွန်တော်ဒီမှာ၄ပုံလှုပ်ပြသွားမှာဖြစ်တယ်၄ပုံကိုလည်းကျွန်တော်ဒီလိုမျိုးပဲစတိုင်းဓာတ်ပုံဖန်တီးသွားမယ်ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဓာတ်ပုံတစ်ပုံတော့ရပြီပေါ့နော်အဲ့ဒီတစ်ပုံကိုကျွန်တော် save လိုက်မယ်ဒီဘက်မှာ download ဆိုတာရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ပုံလုပ်မယ်ပေါ့နော်နောက်ထပ်တစ်ပုံလုပ်တဲ့အချိန်မှာဆိုရင်ဒီမှာပဲဆက်လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော် chat အသစ်ယူပေါ့နော်ဘာဖြစ်လို့ chat အသစ်ယူလဲဆိုရင်ဒီခါထဲမှာ Gemini ကဒီအပေါ်ကဇက်ကောင်ရဲ့ပုံကိုပဲနောက်တစ်ခေါက်ပြန်ကြားလာတာလို့ခဏဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်ကကြိုတင်ကာကွယ်တဲ့အနေနဲ့ chat အသစ်ယူပါတယ် chat အသစ်ယူပြီးတော့မှကျွန်တော် create image ဆိုတာလုပ်တယ်ပြီးရင်ဓာတ်ပုံနောက်ထပ်တစ်ပုံထပ်ယူရမှာပေါ့နော်ကျွန်တော်ဒီပုံလုံးလိုက်ပါနော်ပြီးလို့ရှိရင်ခုန prompt ပဲပြန်ထည့်မယ်နိုင်လာမယ်ဆိုတော့ခဏစောင့်ပေးလိုက်ပါနော်ဒီလိုမျိုးဓာတ်ပုံ၄ပုံလုံးရပြီဆိုရင်ကျွန်တော် Google Flow ထဲပေါင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်အရှိမကျွန်တော်ဓာတ်ပုံလေးလည်းထုတ်ပြီးသားမို့လို့ကျွန်တော်အကုန်လုံးမလုပ်ပြတော့ဘူးเนาะဆိုတော့ဓာတ်ပုံ၄ပုံကိုကျွန်တော်မှ automatic ရှိထားတယ်ကျွန်တော်ကြိုတင်ပြီးတော့မှထုတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တခါတည်း Google Flow ထဲကိုတွားပြီးတော့မှဗီဒီယိုထုတ်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော် Google Chrome နဲ့ဒီ Chrome ထဲကိုဝင်တယ်ပြီးရင် Flow ပေါ့နော် FLOW Flow ဆိုမှကျွန်တော်ရေးထည့်လိုက်လို့ရတယ်ဒီအပေါ်ဆုံးမှာပေါ်လာတဲ့ခုပေါ့နော် Google Lab ပြီးတော့မှ Flow ဆိုတာရှိတယ်အဲ့ဒီထဲကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်အောက်နည်းနည်းဆွဲချလိုက်ရင်ဒီမှာ Create with Flow ဆိုတာရှိတယ်တတိထားမှာတစ်ခုကမြန်မာနိုင်ငံမှာဆိုရင် US VPN ဖြစ်သုံးယူပေါ့နော်ကျွန်တော် VPN လေးသုံးဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်ပြီးရင်ဒီမှာ new project ဆိုတာကိုနှိပ်လိုက်မယ်ဟုတ်ပြီဆိုတော့ဒီနားရောက်လာပြီဆိုရင်ကျွန်တော်ဒီ test to video ရဲ့နေရာမှာကျွန်တော်တစ်ချက်လောက်ထောက်လိုက်မယ် okay ဒုတိယနာက frame to video ကျွန်တော်ရွေးလိုက်မယ်ပေါ့နော်အဲ့ဒီမှာ frame to video ရွေးတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ frame 1 frame 2ဆိုမှရှိတယ်ပေါ့နော်ဆိုတော့ဓာတ်ပုံက၄ပုံလောက်မှာဖြစ်တဲ့အတွက်ကျွန်တော်အတွက် frame က၄ခုရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော် frame 1ကိုအရင်ရွေးလိုက်မှာနော် upload ဆိုတော့နှိပ်လိုက်မယ် frame 1ကကျွန်တော်ဘိုဘိုပုံကိုလောက်လိုက်မှာပေါ့နော်ဘိုပုံရွေးလိုက်ပြီဟုတ်ပြီဆိုတော့ဒီလိုရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော် landscape ဆိုတာဖြစ်နေတဲ့နေရာမှာကျွန်တော်တို့ portrait ဆိုတာရွေးပေးလိုက်ပါနော်နောက်တစ်ခုကကျွန်တော်ပုံမှန်ဆိုဒီ DAW မှာ Gemini logo ပါတာဖြစ်တဲ့အတွက်ဒီကောင်နဲ့ဆွဲပြီး
logo မျိုးလေးဆွဲလိုက်ပါနော် okay ဒါလောက်ဆိုရပြီဆိုရင် save and crop and save ဆိုတော့နှိမ့်လိုက်မယ်ခဏလောက်စောက်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီရပါပြီပေါ့နော်ဆိုတော့ဒုတိယ frame ကိုကျွန်တော်သွားလိုက်မယ်ဒုတိယ frame အပေါင်းနှိမ့်မယ် upload ဆိုတာပြန်နှိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော် ET ပုံကိုရွေးလိုက်ပါနော်ဆိုတော့ခုနအတိုင်းပဲGemini logo ကိုပျောက်တဲ့အထိနည်းနည်းလောက်ဆွဲပေးလိုက်ပါနော်ဆိုတော့ဒီလောက်ဆိုအဆင်ပြေပြီcrop and save ကိုနှိမ့်မယ်ဆိုတော့ကျွန်တော်ပုံရွေးတာတော့ပြီးသွားပြီပေါ့နော်ပုံရွေးတာပြီးသွားပြီဆိုလို့ရှိရင် prompt ထည့်ပါမယ်prompt ကတော့ကျွန်တော်ပေးထားတဲ့ prompt ထက်ကအောက်တစ်ခုပေါ့နော်ဗီဒီယိုအတွက်ဆိုမှကျွန်တော်ပေးထားတယ်prompt ကိုတော့ယူမယ်ပေါ့နော်ကဲဒီ prompt ကို copy ကူးလိုက်ပေါ့နော်prompt copy ကူးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာထည့်မယ်နော် prompt ကိုဒီမှာထည့်လိုက်မယ်ပြီးရင်ကျွန်တော်ပို့လိုက်လို့ရပြီပေါ့နော်ဆိုတော့ဒီမှာခါကျတော့ကျွန်တော်ခါကျတော့နှစ်ပေါ့နော်အောက်ခုဗီဒီယိုနှစ်ခုရွေးထားတာဖြစ်တဲ့အတွက်credit လည်းဗီဒီယိုနှစ်ပုတ်စာကုန်ပါတယ်မိတ်ဆွေတို့ကcredit ကိုရွှေ့တာရှင်းတယ်ဆိုတော့ရှင်ဒီ S2 ဆိုတဲ့နေရာမှာ 1S ပေါ့နော် S1 ပဲရွေးလို့ရတယ်ကျွန်တော်ဒီနောက်ထပ်တစ်ပုတ်မှာကျွန်တော်လောက်ပြပေးမယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်တစ်ပုတ်သူ့အနေနဲ့သူတွားနေပြီကျွန်တော်နောက်ထပ် frame တစ်ခုတွားမှာပေါ့နော်ဆိုတော့နောက်ထပ် frame ခုအတွက်ကျွန်တော်အပေါင်းကိုနှိမ့်မယ်ပြီးလို့ရှိရင်ခုနအရှိရတစ်ပုတ်မှာကျွန်တော်ဒီ ET ပုံနဲ့စုံထားတာပေါ့နော်ဘိုပြီးရင် ET လာတယ်ဆိုတော့ကျွန်တော် ET ကိုပြန်ရွေးရမယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ယောက် ET ပြီးကျွန်တော်ဘယ်လိုလာမလဲပေါ့နော်ဆိုတော့upload လုပ်မယ်ပြီးဒီmini ပေါ့နော်ကျွန်တော် mini ကိုထည့်လိုက်မယ်ထုံးစံတိုင်းပဲနည်းနည်းဒါကတော့ကျွန်တော်အောက်က Gemini logo ကိုဖြောက်ရှင်လို့ကျွန်တော်လောက်တာပါကဲပါလဲကိစ္စမရှိဘူးဆိုတဲ့လူကမလုပ်လည်းရပါတယ်ဆိုတော့ crop and save ပြီးရင် prompt ကိုပြန်ထည့်မယ် paste ကဲ prompt ထည့်ပြီးသွားပြီပုံလဲရပြီဆိုရင်ဒီ S2 ဆိုတဲ့နေရာမှာကျွန်တော်တစ်ချက်လောက်နေဒီဖက်တစ်ခုပေါ့နော်ဒီဖက်အမြင် setting ဆိုတာရှိတယ်ဒီကောင်နှိမ့်လိုက်မယ်ပြီးရင် output ဆိုတဲ့နေရာမှာ1ပဲရွေးပေးလိုက်မယ်နော် credit ကုန်သက်တာအောင်ပြီးတော့ဒီမှာ portrait landscape ရှိတယ်ကျွန်တော်ရွေးထားတာ portrait ပဲဆိုတော့ portrait ပဲထားလိုက်မယ်ပြီးရင်ကျွန်တော်ပို့လိုက်မယ်ပေါ့နော် okay ဒုတိယတစ်ခုလည်းလုပ်နေပြီဒါကတော့ဒုတိယ frame ပေါ့နော်ဆိုတော့ပထမ frame ကပြီးသွားပြီကျွန်တော်ဒီမှာပေါ့နော်တွားကြည့်မယ်တစ်ချက်လောက်ကြည့်လိုက်မယ်ပေါ့နော်โอเคဒါပထမတစ်ပုတ်ပေါ့နော်ကျွန်တော်နှစ်ပုတ်လောက်ထားဆိုတော့ဒုတိယပုတ်ကြည့်မယ်ဟုတ်ဒီပုတ်ကစင်မပြေဘူးเนาะဆိုတော့ကျွန်တော်တို့ဒီဖက်တစ်ပုတ်ပို့ပြီးတော့မှအဆင်ပြေဖြစ်တဲ့ download ဆွဲလိုက်မယ် download icon ရှိတယ်ပြီးရင်1080p ရွေးလိုက်မယ်ပေါ့နော်โอเคဒါ download ဆွဲနေပြီဆိုတော့ပုတ်က48ရှိပေါ့နော်ဆိုတော့နောက်ထပ် frame ထပ်လုပ်မယ်နောက်ထပ် frame ကတော့ခုနက mini မှာဆောင်းတာဖြစ်တဲ့ mini ကိုပြန်ရွေးမယ်ပြီးရင်ကျွန်တော်နောက်ထပ်တစ်ယောက် upload လုပ်မယ်ပေါ့နော် upload လုပ်မယ်ဖြစ်တဲ့အတွက်ဒီတစ်ယောက်ပေါ့နော် okay prompt ထည့်မယ်ရပြီဆိုရင်ပို့လိုက်မယ်
ကျွန်တော်4ရောက်ပြည့်သွားရေပေါ့နော်4ရောက်ဆိုရင်ဗီဒီယိုက3ပုတ်ပဲရနော်အဲ့ဒါကိုစိတ်ကြိုက်ထုတ်လို့ရတယ်ဆိုတော့ဒီတော့ပုတ်တော့ပြီးပါပြီဆိုတော့ဒါဒုတိယတစ်ပုတ်ပေါ့နော်ဒုတိယပုတ်18နဲ့ mini ဆိုတာကိုကျွန်တော်တစ်ချက်လောက်ကြည့်လိုက်မယ်โอเคစင်ပြေတယ်ဒီပုတ်လည်းစင်ပြေတယ်ပေါ့နော်ဆိုတော့အောက်ဖူ1ပဲလောက်တာလည်းပုတ်တယ်လောက်တဲ့ဟာလည်းစင်ပြေပါတယ်ကျွန်တော်တို့download ဆွဲလိုက်ပါမယ်ပြီးလို့ရှိရင်ဒီပုတ်ကိုခဏစောင့်လိုက်ပါနော်တောင်းပုတ်လို့ပြီးသွားလို့ download ဆွဲပြရရင်ကျွန်တော် edit new ပြပေးတော့မှဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ဆုံးတစ်ပုတ်လည်းရပါတယ်ဆိုတော့တစ်ချက်လောက်ကြည့်လိုက်မယ်ပေါ့နော်အရင်ကြည့်မယ်โอเคစစ်ပြေးတယ်ကျွန်တော်ဒါလောက်ပဲရင်လောက်လိုက်မှာပေါ့နော်ဆိုတော့ပြည်ရဆိုရင်ကျွန်တော် download ဆွဲလိုက်မယ် 10TB နဲ့ပဲ download ဆွဲမယ်ခဏလောက်စောက်ပေးလိုက်မှာနော်ဗီဒီယိုကတော့နှစ်ပုတ်ပြီးတော့ပြီ download ဆွဲတာနောက်ဆုံးတစ်ပုတ် download ဆွဲနေတယ်အဲ့တော့စုစုပေါင်း3ပုတ်ပါလူကတော့4ယောက်ပါဟုတ်ပြီဆိုတော့3ပုတ်လုံး download တာပြီးသွားပြီကျွန်တော် edit ဖို့အတွက်တစ်ချက်လောက်ကြည့်လိုက်ကြရအောင်edit ဖို့အတွက်ကျွန်တော် InShot ကိုပဲတုံးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဗီဒီယိုရွေးမယ် new ရွေးမယ်ဆိုတော့1 2 3ပါမှန်ရှစ်ပေးလိုက်မယ်โอเคဆိုတော့သူ့ရဲ့ frame ကို TikTok အတွက်ဆိုမှကျွန်တော်ဒီလိုပေးလိုက်မယ်โอเคရပါပြီကျွန်တော်တို့အောက်မှာ VO3 ဆိုတဲ့စာလေးပါနေဖြစ်တယ်နည်းနည်းလေးဇွန်ဆွဲပေးလိုက်ပါမယ် VO3 စာလုံးပျောက်ပါအောင်ပါโอเคရပြီဒီတစ်ပုတ်လည်းတူပဲနောက်ဆုံးတစ်ပုတ်โอเคရပါပြီဆိုလို့ရှိရင်ကျွန်တော်တစ်ချက်လောက်စမ်းကြည့်လိုက်မယ်တစ်ချက်လောက်ဒီမှာပြန်ကြည့်အောင်နော်ဘာဖြစ်တာလဲမသိဘူးโอเคဒီမှာနည်းနည်းရက်နေတယ်ပေါ့နော်ရက်နေတဲ့နေရာရှိတယ်ဗီဒီယိုဒုတိယတစ်ပုတ်ရောက်ရရှင်โอเคဒီမှာရက်တယ်ဆိုတော့ကျွန်တော်တို့သူ့ကို split လုပ်လိုက်ပါပေါ့နော်ခွဲလိုက်မယ်ပြီးရင်ကောင်းကို delete လုပ်လိုက်ပါပေါ့နော်ကျွန်တော်ပြန် play ကြည့်မယ်โอเคအဲ့လောက်ဆိုရရပါတော့ဆိုတော့โอเคဒီမှာလည်းနည်းနည်းလို့ဖြစ်တယ်ပေါ့နော်ဆိုတော့နည်းနည်းလေးကျွန်တော်အရှိကိုဖြတ်လိုက်မယ်ပို့နေတဲ့အရှိကနည်းနည်းကို delete လုပ်လိုက်မယ်ဆိုတော့ပြန် play ကြည့်ပါမယ်ဆိုတော့ okay nice ရရပါတော့ရပါပြီကျွန်တော်တပုတ်လုံးစင်ပြေတော့ပြီအဲ့လောက်ပဲပေါ့နော်ဆိုတော့ကျွန်တော်တွေ့တူedit ဆရာလည်းမလိုပေါ့နော်okay nice အတန်ပါတယ်နော်ကျွန်တော်အတန်ဟုတ်ပြီဟုတ်ပြီဆိုတော့ရသွားပြီပေါ့နော်ကျွန်တော်နောက်ဆိုတော့နည်းနည်းတော့မွဲဒါပေမဲ့ကျွန်တော်ထောက်တဲ့ရှင်ကြရင်သဘောမကျဘူးစိတ်တိုင်းမကျလို့ရှိရင်နောက်တဲ့တစ်ပုတ်ပြန်ထုတ်လို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးဒီဗီဒီယိုကြည့်ပြီးတော့မှ like လုပ်ကြနိုင်မယ်လို့ညွှန်လင့်ပါတယ်စင်ပြေကြပါစေ